အားလုံးကြားကြသမျှအမြအမြအမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုသမီးလေးသမီးလေးဝန်တန်ဆန်ပြောအောင်မယ်အမေလေးဖျားစီဒီမှာဆော့ကန်လာခဲ့တာနောက်တစ်ပတ်တော့ကြာဆိုရင်စီဒီမောက်တစ်ထောင်ပြတော့မယ်သမီးရဲ့ဟာဟုတ်လားဝမ်းသာကြပါမယ်ပကံမှာဖျားစီတွေဘယ်နှဆူရှိတယ်ဆိုတာကိုညှင်းခုန်နေကြမယ်အစားအမေလိုမျိုးလိုက်ပြီးဆုံးကန်နေတာမှအတိတ်ပဲရှိအောင်မယ်အမေသမီးအမေကိုတစ်ခုလောက်မေးလို့ရလားသမီးကိုအခုလိုမျိုးအပင်ပန်းခံပြီးလိုက်ပို့နေတာသမီးနဲ့မှမင်းဆရာမင်းကောတွေရှိနေတယ်ဆိုတာအမေသိပါတယ်။ဘာမင်းမလဲဆိုတာလည်းအမေခက်မှန်းမိတယ်။အမေအခုလိုမျိုးကုသိုလ်ကောင်းမှုတွေလုပ်ပြီးဘာစုတွေတောင်းနေတာလဲဆိုတာကိုသမီးလေးမေးချင်တယ်မလား။ဟုတ်ပါတယ်မေစီဒီပေါင်းတစ်ထောင်ဆော့ခတ်ပြီးတဲ့နေ့ကျရင်သမီးလေးပြောပြပါမယ်။အမေမှာမောင်နှမတော်တဲ့သူရှိခဲ့ဘူးလားမိကောတွေကမတူဘူးလေဖြေရတစ်ခုတည်းပါသမီးရဲ့